ကိုဝန်ဆောင်ဇနီးတဲ့ဟာဖျားနာနေတဲ့ခင်မုန်းဖြစ်သူကိုကယ်တင်ဖို့အတွက်သူမရဲ့ကိုယ်ပိုင်အသက်ဘေးကိုတောင်ဂရုမစိုက်ပဲအလွန်မတ်ဆောင်လာရဲ့ကြောက်ဆောင်ပေါ်ကိုတူးတဲ့အားသွင်ခွန်ဆိုင်တက်ခဲ့ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီနေရာမှာပဲပေါက်လိရှိတဲ့အလွန်ရှားပါလာတဲ့ဆေးဘက်ဝင်အပင်တပင်ကိုရအောင်ခူးဖို့ပါပဲ။သူမဟာခင်မုန်းဖြစ်သူရဲ့ယောဂကိုအမှန်တကယ်ကုသပေးနိုင်မယ်ဒီအဖို့တန်စီးတွေကိုအောင်မြင်စွာခူးယူနိုင်ခဲ့တဲ့အချိန်မှာပဲသူ့အိမ်ရှိမှာခင်မုန်းဖြစ်သူနဲ့သူ့ရဲ့လက်အောက်ငယ်သားတွေတိုးတိတ်စကားပြောနေတာကိုမတော်တဆကြားလိုက်ရပါတော့တယ်။အဲ့ဒီအခါကျမှပဲသူမရဲ့ခင်မုန်းဟာအမှန်စင်စစ်မင်းမတစ်ပါးဖြစ်နေမှန်းသိလိုက်ရပါတယ်။ဒါအပြင်သူ့ရဲ့ယောဂဟာလည်းလွန်ခဲ့တဲ့အချိန်ကလေးကပျောက်ကင်းနေခဲ့ပြီဖြစ်ပြီးသူအိမ်မပြန်နိုင်ပဲကြံ့ကြာနေရတဲ့အကြောင်းရင်းကတော့ဘယင်ကြီးကသူတို့နှစ်ဦးရဲ့လက်ထပ်ထိမ်းများမှုကိုလုံးဝခွင့်မပြုခဲ့လို့ပါပဲ။ခင်မုန်းဖြစ်သူဟာသူမအတွက်နဲ့မိသားစုကိုရောမိမိရဲ့အနာဂတ်ရာထူးတွေကိုပါအားလုံးစွန့်လွတ်ကိုဆုံးဖြတ်ထားကြောင်းသိလိုက်တဲ့အခါဇနီးတွေဟာအလွန်ပဲစိတ်လှရှားတောင်းလုသွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲသူမကြောင့်ခင်မုန်းဖြစ်သူရဲ့ဘဝတိုးတက်မှုတွေနှောင့်နှေးနေရပြီဆိုတာကိုလည်းနားလည်သွားခဲ့တယ်။ဒါကြောင့်ခင်မုန်းဖြစ်သူကိုမင်းသားတစ်ပါးရဲ့ဂုဏ်တရားကိုအမြန်ဆုံးပြန်လည်ရရှိစေဖို့အတွက်သူမဟာဘာမှမသိတယ်လို့ဟန်ဆောင်ပြီးအိမ်ထဲကိုပုံမှန်တိုင်းပဲဝင်သွားခဲ့တယ်။ပြီးတော့အသက်ပေးနဲ့လဲပြီးခူးဟရရဲ့အဖို့တန်ဆေးပင်ကိုခင်မုန်းဖြစ်သူလက်ထဲကိုထည့်ပေးလိုက်ပါတယ်။ကိုဝင်အယရမနဲ့သူ့အပေါ်အစွဲလမ်းကြီးလာရဲ့ဇနီးတဲ့ရဲ့မေတ္တာကိုမြင်လိုက်တဲ့အခါမင်းသားဟာရင်ထဲမှာအဖြစ်မကင်းတယ်လို့ခံစားလိုက်ရတယ်။ဒါပေမဲ့သူမသိလိုက်တဲ့အချက်ကတော့ဇနီးတဲ့ဟာဆေးဖော်ပေးဖို့အနောက်ကိုထွက်သွားတဲ့အချိန်မှာအဲ့ဒီဆေးတွေကိုအေးဆေးတစ်ထုပ်ရောထည့်လိုက်တာပါပဲ။ခင်မုန်းတီသူဟာဇနီးတဲ့ကမ်းပေးတဲ့ဆေးကိုဘာမှတန်တရားမရှိပဲတောက်ချလိုက်တဲ့အခါခဏချင်းမှာပဲဆေးရှိန်တက်လာပြီးတတိပြီးတဖြည်းဖြည်းဝေဝါးလာပါတော့တယ်။ဇနီးတဲ့ဟာခင်မုန်းတီသူကိုချစ်လုံးလို့လမ်းခွဲဖို့မရက်ဆက်နိုင်ပေမဲ့လေသူတို့ရဲ့ကလေးဟာခင်မုန်းတီသူရဲ့အနာဂတ်ကိုဘယ်တော့မှအနှောင့်အယှက်မပေးစေရဘူးလို့ယင်ထဲမှာကျိန်ဆိုလိုက်ပါတယ်။အဲ့ဒီနောက်တတိလစ်နေတဲ့ခင်မုန်းကိုနန်းတော်ကိုပြန်ခေါ်သွားဖို့လက်အောက်နေသားတွေကိုညွှန်ကြားလိုက်တယ်။လမ်းမှာကားလေးကတုံခါနေရင်မင်းသားဟာတတိပြန်လဲရရှိလာတဲ့အခါရွာမှာကြံနေတဲ့ဇနီးတွေကိုရုတ်တရက်တတိရသွားပြီးသူမဟာသူ့အတွက်ဝန်တော့ဝန်မိုးမဖြစ်ချင်လို့အခုလိုလှုပ်လိုက်တာဆိုတာကိုနားလည်သွားခဲ့တယ်။ဒါကြောင့်ငယ်သားတွေတားနေတဲ့ကြားတွေပဲကားပေါ်ကနေခုံဆင်းပြီးဇနီးတွေရှိတာရွာကိုအပြည့်အလွှာပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူရွာကိုရောက်တဲ့အချိန်မှာတော့မြင်လိုက်တဲ့မြင်ကွင်းကြောင့်အသေးကွဲမတက်ခံစားလိုက်ရပါတော့တယ်။တစ်ချိန်ကအေးချမ်းခဲ့တဲ့တောင်ပေါ်ရွာလေးဟာမီးလောင်ကျွမ်းနေပြီးတပြားတွေရဲ့တိုက်ခိုက်လူရက်မှုကြောင့်တရွာလုံးမှာအသက်ရှင်သူတယောက်မှမကျန်တော့ဘူး။မင်းသားဟာသူ့လူတွေကိုလှုပ်ပြီးတပြားအားလုံးကိုတပ်ပစ်ဖို့အမိန့်ပေးခဲ့ပြီးမြဲသူ့ရဲ့ဇနီးနဲ့ကလေးကိုဆုံးရှုံးလိုက်ပြီးဆိုတဲ့အမှန်တရားကိုတော့လက်ခံလိုက်ရပါတော့တယ်။ရှစ်နှစ်တာအချိန်တွေကုန်လွန်သွားခဲ့ပြီးမြဲမင်းသားဟာကွယ်လွန်သွားပြီလို့ထင်ရတဲ့ဇနီးနဲ့သမီးလေးအတွက်ဖီးမစီနိုင်အောင်ဖြစ်နေတော့မှာပဲ။သူဟာရဲ့အနေငယ်ချားတကဖះเจ้าကိုသွားပြီးဆူတောင်းပေးတာမဟုတ်ဘူး။ဇနီးတဲ့ရဲ့နာမည်ရေးထားတဲ့နာရဲတက်တာပြားနဲ့တောင်လက်ထပ်ထားခဲ့တာပါ။ဒါပေမဲ့သူမသိတာကတော့သူ့ရဲ့ဇနီးနဲ့သမီးလေးဟာတေမင်းလက်ကနေအသက်ဘေးကလွတ်မြောက်သွားကြတာဆိုတာပါ။လူငယ်တဲ့ရှစ်နှစ်ကမီးလောင်ကျွမ်းမှုအတွင်းမှာဇနီးတဲ့ဟာတီးတီးလေးလွတ်မြောက်သွားတာပါ။ဒါပေမဲ့အစိမ်မှုန့်နဲ့အများကြီးရှူရှိုက်မိတာကြောင့်အတန်ကိုပျက်စီးသွားပြီးစကားမပြောနိုင်တဲ့စွန့်အတူဖြစ်သွားပါတယ်။သူမဟာသမီးလေးကိုတူးတဲကျွေးမီးဆောင်းရှောင်လာပြီးခင်မုန်းထက်သူရဲ့ဘဝကိုလည်းဝင်မရှုချင်ပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့ရက်နေငယ်ကပါသူမရဲ့ကိုတွင်းအင်္ကာတွေဟာမိကုန်းမုံလေးကြောင့်ပြင်းထန်နေဖြစ်စည်းနေပြီဖြစ်လို့အသက်ရှင်ကို3လပဲလိုတော့တယ်ဆိုတာကိုသိလိုက်ရတယ်။ပန်းကြီးပညာမှာထူးချွန်လာတဲ့သမီးလေးကိုအားကိုးရမယ်ကြံရက်ခဲမှာကိုမလိုလားတဲ့အတွက်နောက်ဆုံးမှာတော့သမီးလေးကိုဖခင်စီဖို့ကိုဆုံးဖြတ်လိုက်ပါတော့တယ်။သူမဟာနန်းတော်ရှိမှသမီးလေးကိုခေါ်ပြီးစောင့်နေရင်းနဲ့နန်းတော်တွေကထွက်လာတဲ့ခင်မုန်းနဲ့မတော်တဆဆုံးမိပါတော့တယ်။သူမဟာသူ့ကိုသိစေချင်ပေမဲ့စကားမပြောနိုင်တဲ့အတွက်ကြောင့်တတိထားမိအောင်မလုပ်နိုင်ဘူး။မင်းသားကကားပေါ်တက်ခါနေတဲ့အချိန်မှာသူမဟာလူအုပ်ထဲကနေပြီးထွက်သွားလို့မင်းသားရဲ့လက်အောက်ငယ်သားနဲ့တွန်းထုတ်လိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါကိုမြင်တဲ့သမီးလေးကစိုးရိမ်တကြီးငိုယိုပါတော့တယ်။အဲ့ဒီဆူရန်တန်တို့ကြောင့်မင်းသားကလွှဲကြည့်ခဲ့ပေမဲ့ဇနီးတဲ့ရဲ့မျက်နှာကိုတေချာမမြင်လိုက်ရပဲငွေညစ်ဖို့လုပ်နေတာလို့ပဲထင်သွားခဲ့တယ်။သမီးလေးကတော့ဒေါသတကြီးနဲ့သူမအမိကိုတောင်းပန်ဖို့ပြောတဲ့အခါငယ်သားတစ်ယောက်ကကောင်းမလေးကိုဓာတ်နဲ့ချင်းချောက်ပါတော့တယ်။မင်းသားကတော့ငယ်သားကိုတားလိုက်ပြီးငိုယိုနေတဲ့ကောင်းမလေးကိုကြည့်နေရင်ငါသမီးလေးသာအသက်ရှင်နေမယ်ဆိုရင်အခုလောက်အရွယ်ရှိလောက်မယ်လို့တွေးမိသွားခဲ့တယ်။သူဟာလျော်ခြင်းအနေနဲ့ငွေရချို့ပေးဖို့အမိန့်ပေးပြီးကားပေါ်ကတက်ပြီးထွက်ခွာသွားခဲ့တယ်။ဘီနာကလူတွေကကောင်းမလေးကိုကူညီပြီးသူမအမိကိုစီးရုံပို့ပေးခဲ့ကြပေမဲ့သူမအမိကိုကယ်နိုင်မဲ့တခုတည်းသောနီလန်းကတော့ရှားပါးရဲ့ဆေးပင်တစ်မျိုးပဲရှိတယ်လို့ဆရာဝန်ကပြောပါတယ်။အဲ့ဒီဆေးပင်ဟာလည်းတစ်ကမ္ဘာလုံးမှာတပင်ပဲရှိပြီးမင်းသားရဲ့လက်ထဲမှာရှိနေတာပါ။သမီးလေးဟာသူမအမိကိုကယ်ဖို့အတွက်ငွေစသူတောင်းဆိုပြီးဆေးပင်ကိုဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမသိတာကတော့အဲ့ဒီဆေးပင်ဟာသူမအမိဖြစ်သူကဟိုးအရင်ကကြောက်ဆောင်ကိုကြက်ပြီးသူ့အဖရဲ့အတွက်ခူးပေးခဲ့တဲ့ဆေးပင်ဆိုတာပါပဲ။ကလေးမလေးဟာလမ်းပေါ်မှာအလုံးလိုက်ရှာပေမဲ့ဘယ်သူမှကလေးကိုအလုံးမပေးပါဘူး။အဲ့ဒီအချိန်မှာပဲ1000တန်ငွေဆက်ကူကိုကိုင်းနေတဲ့တထေးကြီးတယောက်ကိုမြင်လိုက်ပြီးသူမရဲ့ပန်းကြီးပညာနဲ့အဲ့ဒီငွေဆက်အထုကိုစက်ကူအလက်ပေါ်ကိုအတိအကျကူးရေးလိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီငွေအထုကိုယူပြီးမင်းသားစီသွားကဆေးပင်ကိုရောင်းပေးဖို့အသနာခံခဲ့တယ်။ဒါပေမဲ့မင်းသားကညှင်းလိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီဆေးပင်ဟာကွယ်လွန်သွားပြီလို့ထင်ထားတဲ့ဇနီးတွေကရတဲ့နောက်ဆုံးအမတ်တရပစ္စည်းဖြစ်နေလို့ပါ။သမီးလေးဟာမင်းသားကိုဂတိမတီးဘူးဆိုပြီးဖြစ်တင်ပြောဆိုရင်သူမအမေတိတ်မနေကောင်းတာကိုပြောတဲ့အခါမင်းသားကခဏတော့စိတ်ညွတ်သွားခဲ့တယ်။ဒါပေမဲ့ငယ်သားတစ်ယောက်ကငွေဆက်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမင်းတွေမချောက်သေးတာကိုတွေ့သွားပြီးဒါဟာအထုဖြစ်မှန်းသိသွားပါတော့တယ်။မင်းသားဟာအလွန်ဒေါသထွက်သွားပြီးဒါဟာတားမိတဲ့နေရာပေါင်းပြီးသူ့ကိုလိန်ဖို့ကြံစီနေတာလို့အခိုင်အမာယူဆလိုက်တယ်။ဘေးနာကလူတွေကကလေးကိုအဖြစ်ပေးဖို့ပြောနေကြပေမဲ့မင်းသားကတော့ကလေးတစ်ယောက်ကိုမနှိမ့်ဆက်ချင်တာနဲ့သူမရဲ့ငိုယိုတောင်းပန်မှုကိုလက်ရှူရှုပြီးဆေးပင်တက်တာကိုယူပြီးနန်းတော်လေးကိုပြန်ဝင်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအလွန်အမိစိုးရိမ်သွားတဲ့သမီးလေးဟာမင်းသားလက်ထဲကဆေးပင်ကိုအတင်းလူယူလိုက်ပြီးရုံးခန့်ဆန်ဖြစ်နေရင်မင်းသားရဲ့လက်ကိုပါကိုက်ပစ်လိုက်ပါတော့တယ်။